မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေလာဆွေးနွေးကြဖို့အရင်ခံပြုမှာကတော့ဆရာတော်အရှင်စန္ဒာတိကရဲ့နှလုံးသားတောင်ထက်ကအရဟံစီရီတရားတော်ကကောင်းလို့ချက်လေးပါပဲဟုတ်ကဲ့မင်္ဂလာပါအဓိကကတော့မြတ်စွာဘုရားရဲ့အရဟံဆိုတဲ့ဂုဏ်တော်အဲ့ဒါကိုအာရုံပြုပွားများခြင်းအပြင်ပေါ့လေကိုယ့်ရဲ့စိတ်ကိုဘလို့တန့်စင်စေနိုင်မလဲပြီးတော့ကုသိုလ်ပုံကံဒီဘလို့တိုးပွားလာနိုင်မလဲဆိုတာကိုဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ပါတယ်ဒီအရဟံဂုဏ်တော်ဆိုတာအဓိပ္ပာယ်ကတော့အများကြီးပဲကျေပြန့်နေတယ်ပေါ့လေဒါပေမဲ့အဓိကအနိချုပ်ကတော့ကိလေသာကင်းစင်တော်မူခြင်းပါပဲကိလေသာကင်းစင်ခြင်းကိလေသာဆိုတာစိတ်ကိုပူလောင်စေတယ်ညှဉ်းနွမ်းစေတယ်အဲ့ဒီအနောက်ရှက်သဘောတရားတွေအားလုံးကနေမြတ်စွာဘုရားကလုံးဝကင်းစင်တော်မူတယ်အဲ့ဒါကိုအာယုံပြုရမှာပေါ့ဆိုတော့ဆရာရဲ့တရားထဲမှာပါတဲ့အချက်လေးတစ်ခုဂုဏ်တော်ပွားတယ်ဆိုတာကိုယ်စိတ်ကိုတန့်ရှင်းလုပ်နေတာနဲ့တူတယ်ဆိုတာလေအဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်တယ်ဥမာသူပြောထားတယ်လေအစ္စမရှိတဲ့ဖရားရဲ့ခုံကိုအာယုံပြုနေနဲ့ကိုယ်စိတ်ထဲကမနာလိုဝင်တုံမှုအစ္စတွေကပါလျော့တွားစေတယ်ဆိုတာမျိုးပေါ့ကိုယ်စိတ်ထဲကအကြီးအကျယ်ကိုဖရားကုံနဲ့ဆေးပစ်လိုက်တယ်လို့မျိုးအကြီးအကျပဲအဲ့လိုသဘောမျိုးအဲ့ဒီကိလေသာတွေကအများကြီးရှိတယ်ဆိုပေမဲ့လေစာပေမှာတော့14ပါး10ပါးစသဖြင့်ပေါ့ဒါပေမဲ့အနည်းဆုံးပေါ့လေလူတွေနေ့စဉ်နဲ့များဂျုံတွေ့နေရတတ်တဲ့အများဆုံးဖြစ်တတ်တဲ့ဟာတွေကိုသိထားဖို့လိုတယ်ဟုတ်ကဲ့အထူးသဖြင့်တော့လောဘလေးလိုချင်တတ်မှတ်တာပြီးတော့ဒေါသအမျက်ထွက်တာမာနထောင်လွှားတာအစ္စခဏပြောတယ်မနာလိုတာနော်မစ္စရိယကိုမှရှိတာကိုတခြားသူမရစေချင်တာဝင်ထိုးတာပေါ့ဒီ5မျိုးဟုတ်တယ်ဒီအဓိက5မျိုးလောက်ကိုတတိထားမိနေရင်ကိုတော်တော်အဆင်ပြေပြီဘာလို့လဲဆိုအဲ့ဒါတွေကကိုချက်ချင်းလက်ငင်းလက်စိတ်ဆင်းရဲစေတယ်လေဟုတ်တာဗောနော်ပြီးတန်ထရာအတွက်လည်းမကောင်းမှုဒုက္ခပေးနိုင်တယ်ဆိုတော့လေဆိုတော့ဒီအဟံဂုဏ်တော်ကိုပွားများခြင်းရဲ့တည့်ရဲ့အကျိုးကျေးဇူးကအဲ့ဒီကိလေသာအညစ်အကြေးတွေကိုတရင်ကဆေးချောပစ်လိုက်တာပေါ့မှန်ပါတယ်မြတ်စွာဘုရားရဲ့အိမ်မတမစင်ကြယ်တဲ့လုံးဝကိလေသာကင်းတဲ့ဂုဏ်ကိုအာယုံပြုလိုက်တဲ့အခါမှာကိုယ်စိတ်မှာကိုက်ညီနေတဲ့အဲဒီလောဘအခြေတွေဒေါသအခြေတွေမာနအခြေတွေခဏတာတော့သူကဆေးကြောလို့ဖြစ်သွားတယ်စိတ်ကအဲ့ဘက်ကိုယိမ်းသွားတာဟုတ်တယ်စင်ကြယ်တဲ့ဘက်ကိုစိတ်ကယိမ်းသွားတာဒါပေမဲ့နော်တခုတော့သတိပြုရမှာကဒီလိုအာယုံပြုနေုံနဲ့အမစ်ကနေလုံးဝပြတ်သွားတာတော့မဟုတ်သေးဘူးဟုတ်ကဲ့ဒါကအပိုရန်တက်စင်တာမျိုးခဏဖိနှိပ်ထားတာမျိုးပေါ့တကယ်အမစ်ပြတ်ဖို့ဆိုရင်တော့ဝိပဿနာရှုမှတ်တဲ့အလုပ်တွေလိုသေးတယ်ပေါ့လေရှင်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကနောက်တစ်ခုအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဥပမာပေးထားသေးတယ်နော်အဲ့ဒါကကိလေသာနဲ့ဖုံးကံရဲ့ဆက်ဆံမှုဟုတ်တယ်ချင်းခွင်ဥပမာဟုတ်ကဲ့ချင်းခွင်ဥပမာသိရှင်းတယ်ဟုတ်ပြီဒါကတော့အရေးကြီးတဲ့အချက်သေးစဉ်းစားကြည့်လေချင်းခွင်တစ်ဖက်မှာကကိလေသာအညစ်အကြေးတွေထည့်ထားမယ်ဟိုဘက်မှာကုသိုလ်ဘုံကံတွေထားမယ်ဟုတ်ကဲ့အဲ့မှာကိုယ်စိတ်ထဲမှာကိလေသာတွေများနေပြီဆိုရင်လောဘတွေဖြစ်နေတယ်ဒေါသတွေဖြစ်နေတယ်မာနတွေတက်နေတယ်ဆိုရင်အဲ့ဒီကိလေသာထဲတဲ့ချင်းခွင်ခွက်ကလီးပြီးအောက်ကိုကျသွားရောအောက်ဆိုင်သွားမယ်ဟုတ်တယ်အဲ့တော့ဟိုဘက်ကဘုံကံခွက်ကအလိုလိုပေါ်ပြီးတက်သွားမှာပေါ့ပြောင်းပြန်နေတဲ့စဉ်းစားရင်ကိုကကိလေသာတွေနေအောင်ဂျူးစားတယ်စိတ်ကိုစောင့်စည်းတယ်ဆိုရင်အဲ့လိုဆိုရင်ကိလေသာခွက်ကပေါ်ပြီးတက်လာမယ်ဟိုဘက်ကဘုံကံခွက်ကအလေးချိန်ရလာပြီးတော့အောက်ကိုစိုက်ကြလာမယ်ဆိုလိုတာကကိလေသာနေလေဘုံကံကကြီးလေအဲ့တော့ပဲကိလေသာများရင်တော့ဘုံကံကနှိမ်ကြသွားမယ်တိုက်ရိုက်ဆက်ဆက်နေတာပဲဟုတ်တယ်တိုက်ရိုက်အချိုးကျနေတယ်ဒါကြောင့်ဘုံကံကြီးခြင်းနဲ့ကံကုန်းခြင်းနဲ့ဆိုရင်ကိလေသာနင်းအောင်လုပ်ရမယ်အဲ့ဒါဒီကလမ်းပဲပေါ့အဲ့ဒီမှာခုနကအရဟံဂုံတော်ပွားတာကဝင်လာတာဗောနော်ဟုတ်တာဗောအရဟံဂုံတော်ကိုအာယုံပြုခြင်းအပြင်ကိလေသာကိုတိုက်ရိုက်ဆေးချွန်းတယ်လို့ဖြစ်တော့အလိုလိုဘုံကံဘက်ကိုအားတာစေတဲ့လက်ကွယ်ကျင့်စဉ်တို့ကိုဖြစ်သွားတာပေါ့အဲ့လိုအာယုံပြုတဲ့အခါမှာတော့ဘယ်လိုမျိုးစိတ်ထဲမှာမှတ်သားထိုင်ပိုကောင်းမလဲဆိုတာလေးများအဲ့ဒါလဲဆရာတော်ကလမ်းညွှန်ထားပါတယ်ဟိုပါဠိတက်အရဟံလို့ရွတ်နေတာထက်ဆိုင်ပို့လီအနက်အတိတ်ပဲကိုစိတ်ထဲမှာတိတိကျကျလေးဆင်ကျင်နိုင်ပိုကောင်းတယ်အတိတ်ပဲကိုနှလုံးသွင်းတာဟုတ်တယ်ဥပမာအရဟံကိလေသာညစ်ခြင်းမှန်သမျှကနေလုံးဝကင်းစင်တော်မူတဲ့မြတ်စွာဘုရားဘာတကားဆိုပြီးတော့ကိုယ်စိတ်ထဲမှာကြည်ညိုစိတ်နဲ့တွဲပြီးဆင်ကျင်တာမျိုးဟုတ်ကဲ့ဒါမှမဟုတ်ကိုယ်နဲ့ပူပြီးဆင်မိမဲ့စကားလုံးဥပမာအရဟံမကောင်းတဲ့စိတ်တဆိုးတဲ့အလုံးလုံးဝမရှိတော့တဲ့မြတ်စွာဘုရားအဲ့လိုမျိုးကိုယ်စိတ်ကြည်လင်စေမဲ့တတ္တာတရားဖြစ်စေမဲ့ပုံစံနဲ့အာယုံပြုလို့ရပါတယ်အထူးကအဲ့ဒီကင်းစင်ခြင်းဆိုတဲ့ content ကိုရောက်ဖို့ပါပဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့အရဟံဆိုတဲ့ဖျားရှင်ရဲ့ဂုဏ်တော်ကိုအာယုံပြုဆင်ခြင်ပွားများတာဟာတစ်ချက်ကကိုယ်စိတ်ထဲကလောဘဒေါသမာနစတဲ့အညစ်အကြေးတွေကို
စေကျော်တန်းစင်ရာရောက်တယ် ဟုတ်ပါတယ် နောက်တစ်ချက်ကအဲ့လိုကိလေသာနေသွားတဲ့အတွက်ခုနချင်းကွင်ဥပမာရကိုယ့်ရဲ့ကုသဘုံကံကိုပါတိုးပွားလာစေနိုင်တဲ့အလွန်အကျိုးများရဲ့နီလန်တစ်ခုပေါ့ အဲ့လိုပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ပေါ့လေနားဆင်နေတဲ့သူတွေကိုစက်ပြီးစဉ်းစားကြည့်ဖို့ခြံထားဟစ်ချင်တာကတော့လေ ဟုတ်ကဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတခါတလေမနာလို့စိတ်လေးဖြစ်လာတာဒါမှမဟုတ်ဒေါသစိတ်လေးဖြစ်လာတာလိုချင်စိတ်လေးပေါ်လာတာကိုတတိထားမိလိုက်ပြီဆိုရင်ပေါ့နော်အဲ့ဒီကမှခုနကချိန်ခွင်းဥပမာလေးကိုတတိရလိုက်ပါအော်ငါမှဒီကိလေသာဖြစ်နေငါဘုံခံနေကြနေပါလားဆိုတာလေးတတိယပြီးတော့အေရဟန်ဆိုတဲ့ဖျားရဲ့ကင်းစင်တဲ့ဂုံလေးကိုခဏလေးပဲဖြစ်ဖြစ်ပြန်အာယုံပြုတ်လိုက်စမ်းပါ အစားထိုးလိုက်တယ်လို့ပေါ့ ဟုတ်တယ်အဲ့လိုအာယုံပြုတ်လိုက်ရင်အဲ့ဒီမကောင်းတဲ့စိတ်အခြေအနေဘလောက်ရော့သွားလဲကိုယ်စိတ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုကိုယ်တိုင်လက်တွေ့လေးတတိထားဆင်ခြင်ကြည့်စေချင်ပါတယ်လို့ ကောင်းလိုက်တဲ့အတွေးစိတ်လေးပါပဲဒီအကြောင်းအရာကိုအတူတူကဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါ နောက်ထပ်အသက်တွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လဲဆုံတွေ့ကြပါဦးမယ်